သူကျွန်တော်ထားခဲ့ကြပြီ ဆက်ရမများတဲကွဲနေကြလားမသိဘူး အဲ့တော့နာကျင်မှုတွေပေးသွားတာ သူမပထမတမိုးရှိတယ် သူမရေတော်တော်ဒုက္ခပေး ကိုရန်လူချင်းခဲ့လူတယောက်ရှိကမြစ်တာမျိုး ဘဝမှာကွာတည်ရမှာလားအလကားရရင်တော့ပြန်မလို့ခြင်းတော့တဲ့အရာရှိ သူမရဲ့ချစ်ချင်းတွေပေါ့ဗျာ ဘာလို့လဲ သူကျွန်တော်ထားခဲ့ကြပြီဗျာထပ်မလို့ချင်းတော့မကြီး ဘဝမှာကွာတည်ရမှာလားအလကားရရင်တော့ပြန်မလို့ခြင်းတော့တဲ့အရာရှိ သူမကို ဘာလို့သူမ ဟုတ်ပြန်မလို့ကျင်တာလဲဆိုတော့နာကျင်မှုတွေပေးသွားတာပြန်မလို့ကျင်တော့ ဘဝမှာကွာတည်လားမောင်လေးဘဝမှာအလကားရရင်တော့ပြန်မလို့ခြင်းတော့တဲ့အရာရှိ ရှိတယ် ဘာလဲ လူတိုင်းမှာတော့လက်ကားရရင်တော့လူကျင်တာတွေတော့အများကြီးပါပေါ့နော်ဒါပေမဲ့ကိုကတန်မိုးထားပြီးတော့မှအလကားဖြစ်သွားတာရှိရလေဘာလို့လဲဆိုတော့သူမလို့ လိုမျိုးလဲသူမ သူမပထမတမိုးရှိတယ်နဲ့ပြီးတော့မှအလကားမဲ့ ချင်းမီလို့စိတ်များပေါ်တော့သလားအရင်ချင်းမီလို့စိတ်များပေါ်တော့သလားခွာ မောင်လေးဘဝမှာကွာတည်တယ်မလားဟိုမှာကင်မရာဟိုအလကားရရင်တော့ပြန်မလို့ခြင်းတော့တဲ့အရာမျိုးရှိ ရှိခဲ့ဘူးပါတယ်ချိန်တော့ကကိုရန်လူချင်းခဲ့လူတယောက်ရှိကမြစ်တာမျိုးပေါ့